ဒီတစ်ပတ်မှာတော့လူနေမှုအဆင့်အတန်းမြင့်မားပြီး Smart Living Lifestyle ကိုအပြည့်အဝခံစားရရှိနိုင်မယ်။ရန်ကုန်မြို့ရဲ့အချက်ချာနေရာကောင်းကဒိုင်းမွန်အင်ယာပေးလေးကုံတို့ကိုပိုင်ဆိုင်နိုင်မယ်အကောင်းဆုံးခွင့်ရတစ်ခုကို Future Party ကနေယူဆောင်လာခဲ့ပါပြီ။ဘလို့ခွင့်ရရမလဲဆိုရင်တော့ဒိုင်းမွန်အင်ယာပေးလေးကုံတို့ရဲ့အကောင်းဆုံး unit တွေကိုပမာအောင်ပေးဖို့တဲ့ special discount up to 15% အထူးသက်သာကွယ်6လ12လအတိုးမဲ့ရကြနဲ့ဗန်နဲ့ထိတ်ဆက်ပြီးနှစ်ရှည်ရကြနဲ့ဝယ်ယူခွင့်ရရှိမှာပဲဖြစ်ပါတယ်။ဒိုင်းမွန်အင်ယာပေးလေးကုံတို့ဟာဆိုရင်ရန်ကုန်မြို့ရဲ့အချက်ချာအကျဆုံးနေရာတစ်ခုဖြစ်တဲ့နေရန်ကုန်မြို့နယ်ကဘာရီလမ်းမကြီးအနီးဦးထွန်းငိမ့်လမ်းမပေါ်မှာရှိတာကြောင့်ဘယ်တော့အဆင်ပြေလွယ်ကူစေတဲ့နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ပိုင်ဆိုင်မှုမှာဆိုရင်လည်း developer owner ဘုတ်အမိပေါက်ရရှိမှာဖြစ်လို့ပိုင်ဆိုင်မှုခိုင်မာတဲ့ကုံတို့တစ်ခုပဲဖြစ်ပါတယ်။ဒီကုံတို့မှာဆိုရင်1500 square feet မှာ2000 square feet ဝန်းကျင်ထိကျယ်ဝန်းတဲ့3 bedroom 4 bedroom အခန်းတွေကိုစိတ်ကြရွေးချယ်နိုင်မှာဖြစ်ပြီး interior facility အစုံလင်ပါဝင်ပြီး fully fitted ပြင်ဆင်ပြီးအခန်းများဖြစ်တာကြောင့်ချက်ချင်းဝယ်ချက်ချင်းနေထိုင်နိုင်မှာပဲဖြစ်ပါတယ်။ကုံတို့ facility နေနဲ့ဆိုရင်လည်းကားပါကင်24 hour statutory CCTV system outdoor pool indoor pool fitness center room based center stair room spa beauty salon billiard room table tennis game center BBQ garden area play playground snack bar စတဲ့ luxury facility အပြည့်စုံပါဝင်ပြီးကုံတို့ facility ကို luxury lifestyle နဲ့အပြည့်အဝခံစားရရှိနိုင်မှာပဲဖြစ်ပါတယ်။ဒိုင်းမွန်အင်ယာပေးလေးကုံတို့ရဲ့အသင့်တက်နေထိုင်နိုင်တဲ့အခန်းတွေကိုဒီတစ်ပတ်73-14ရက်နေ့တွေမှာမနက်7:00 နာရီကနေညနေ9:00 နာရီအထိဒိုင်းမွန်အင်ယာပေးလေးကုံတို့ဆေးကလာရီဥထုံငိမ့်လန်မယန်းကုန်းမြို့နယ်မှာကျင်းပပေးသွားတော့မှာပါ။ City View နဲ့အင်ယာ View ရဲ့ရင်သက်ရှုမောပွဲအလားကိုနေ့စဉ်မြင်တွေ့နိုင်မဲ့အခန်းတွေကိုအထူးစိတ်နှုတ်နဲ့ပိုင်ဆိုင်ခွင့်ရမှာဖြစ်လို့ဒီရောင်းပြပွဲကိုဆက်ဆက်လာရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။